တဲ့တိုင်းပြည်နိုင်ငံမှာလည်းဖာယာတွေနဲ့လမ်းမတွေမှာလည်းအဖာယာတွေနဲ့အိမ်တွေမှာလည်းအဖာယာတွေနဲ့မြို့ပြတွေမှာလည်းဖာတွေနဲ့အိတ်ကြီးအများစုဟာလည်းဖာတွေပဲရှိုးပွဲတွေတော့တန်စင်တွေလိုက်ဖာစိတ်တွေဟာအရှက်မရှိတော့ပဲပွင့်ထွက်လာတယ်စပွဲတွေတော့တယ်မတတိစရာမစင်ပုံကိုခွေးအုပ်တို့ကအလူအရက်ဝိုင်းလူကြတယ်ဖာဆန်နေတဲ့ဇရိုက်တွေကိုကဘာတိအောင်ချပြနေတဲ့ဖာတွေပေါ်တဲ့ဖာတိုင်းပြည်နာရေးဖြစ်နေချိန်မှာတော့ဖာစိတ်တွေဟာပြောင်းမသွားကြပဲစပွန်ဆာပေးပြီးခံတဲ့ဖာတွေအုံနောက်ထဲမှာလည်းလော်ပဲရှိတယ်နှလုံးသားထဲမှာလည်းလော်ပဲရှိတယ်ဘဝတစ်ခုလုံးကိုလော်စိမ့်နဲ့ပဲဖြတ်သန်းချင်နေတဲ့တဏှာယူတဲ့ဖာယူတွေတိုင်းပြည်ကိုမကယ်တင်ခြင်းတွေပါဖာခံမယ်ဆိုလဲတိတ်တိတ်ခံပါတချို့တွေအသက်တွေစည်နေရတယ်တချို့တွေငိုကြွေးနေရတယ်တချို့မိသားစုတွေမစုံနိုင်တော့ဘူးထမင်းဝိုင်းတွေမှာအတန်တွေတိတ်နေတယ်အဲ့ဒါကြောင့်ခံမယ်ဆိုလဲတိတ်တိတ်ခံမှာဖာတယ်မှာလေ